သတင်းကဈေးကွက်ပြိုကျသည်ပူအော်နေချိန်တွင်2026ခုနှစ်တွင်နိုးလာပြီးတင်ဤအစုစုကိုအနီရောင်တောက်တောက်သွေးထွက်အောင်မြင်အောင်ကြည့်လိုက်ပါနာရီကတိတ်နေပြီးငါတို့ကမင်းထင်ထားတာထက်ပိုနီးနေပြီလို့ကျွမ်းကျင်သူတွေကပြောပါတယ်အဓိကတရားခံလားကြီးမားသောကျွေးမိတိုင်းအတိုးနှုံးတွေကနာကျင်စွာမြင့်နေဖို့မျှော်လင့်ထားတဲ့အခါ corporate ချေးငွေဘီလီယံနဲ့ချီပြီး2026မှာတပြိုင်နက်ရောက်ရှိလာပါတယ်။ပြီးရင်နေဘဖို့ရှိတဲ့ဤပညာတွေအရှိန်ဟုန်နဲ့တိုးတက်နေချိန်မှာကျွမ်းကျင်သူတွေကအယောင်းမြင့်တင်မှုဟာ2026မှာလက်တွေ့ဘဝရဲ့တိုင်းကိုရိုက်ခတ်သွားမှာကိုလေ့လာသူတွေကစိုးရိမ်နေကြပါတယ်။သမိုင်းဆိုင်ရာတန်တရားများသည့်ဆယ်စုနှစ်တိုင်းတွင်ကြီးကြီးမားမားပြုပြင်ပြောင်းလဲမှုကိုညွှန်ပြပြီးကျိုးတို့သည်အချိန်စရာအတိုင်းမှန်ပါသည်ရင်းသည်ပြီးပြည့်စုံသောကျွေးမြီများငွေကြေးဖောင်းပွားမှုနှင့်တန်ဖိုးကြီးနည်းပညာများဤမုန်တိုင်းဖြစ်သည်သို့သောမထိတ်လန့်ပါနှင့်မုန်တိုင်းမတိုက်မီကြိုတင်ပြင်ဆင်ရန်အကောင်းဆုံးအချိန်ဖြစ်သည့်တင်ဤငွေသားကိုအစဉ်သင့်ထားရှိကာပွဲပြားစွာနေထိုင်ပါမြင်းကွေးဤရှေ့တွင်ရှိနေရန်စည်ရင်းသွင်းပါ